ကံမှာရှိတဲ့ရှေးအောင်စေတီတွေကတစ်ထက်လိုင်းကူနှစ်ထက်လိုင်းကူသုံးထက်လေးထက်အထိအစာအုပ်တွေအံ့ဩစရာတွေရှိတယ်။တန်တစ်ချောင်းမှမပါဘဲနဲ့ဒီလောက်ထိမြင့်တဲ့အမြင့်ကြီးတွေကိုစောင့်နိုင်တယ်ဆိုတာတော့အားသင့်စရာကိစ္စပါ။ဥမင်တွေကလကြောင်းတွေပိဋကတိုက်နဲ့တိတ်နေကိုတော့တစ်ထက်သေးပဲစောက်ထားတာတွေ့ရတယ်။ဘုရားမက်421ကဒီလမ်းလေးကတော့ဘုရားတဆူနဲ့တဆူကူးတဲ့လမ်းကလေးပါဘုရားပြုပြင်ကြတဲ့သူအချင်းချင်းယဉ်ကျေးမှုတစ်ခုခုလည်းရှေးကောင်းရှိနိုင်တယ်တူလေးလည်းဖြစ်နိုင်တယ်စိတ်ကူးလေးလည်းအရန်ကောင်းပါလေဗျာမြတ်တိုးတွေကနေသွားစရာမလိုပဲနဲ့ဘုရားမက်421ရဲ့လက်မှုရဟန်ကတော့လက်ဝါးတစ်ဖက်ပေါ်မှာတစ်ဖက်ထပ်ထားပြီးတော့ဇာနာမှုရဟန်လို့ခေါ်ပါတယ်ဒီကောင်ကဇန်ဝင်စားပြီးတော့မှလက်နှစ်ဖက်ကိုထပ်ထားပြီးတော့မှဇံဝင်စားနေတဲ့ဘုရားတဆူဖြစ်ပါတယ်ဘုရားမက်421ပါဒီဘက်မှာတော့421ရဲ့ဒီဘက်ကဘုရားမှာတော့မတ်ရက်ကိုတော့တဆူပါဒီမတ်ရက်ကိုတော်ရဲ့မူရာဟန်ကိုကြတော့ဝရရမူရာဟန်လို့ခေါ်ပါတယ်အာနန္ဒာဘုရားကြီးရဲ့ကိုတော်မြတ်တဆူမှာလည်းဒီမူရာဟန်ကိုတွေ့ရတယ်လက်ရပဲလက်တစ်ချောင်းလက်လေးချောင်းကိုထောင်ပြီးတော့မှမြတ်စွာဘုရားတရားအပေါင်းကိုမွန်မြတ်တဲ့ဆုကိုပေးနေတဲ့ဟန်ဖြစ်ပါတယ်ဂင်္ဂဝါလူတဲဆုမကပွင့်တော်မူပြီးတဲ့ဘုရားရှင်တွေကိုပူဇော်ပြီးရေးဆွဲထားခဲ့တဲ့နေရဆေးပကြီးတွေလည်းတွေ့ရတယ်တချို့နေရာတွေမှာတော့အောက်ဘက်မှာစေတီဘုရားမရှိဘဲနဲ့လွတ်နေတဲ့နေရာတွေလည်းရှိတယ်ဒါလေးကတော့ဒီဘုရားရဲ့မူရာဟန်ကတော့ဓမ္မစကြာမူရာဟန်ဖြစ်တယ်တရားစဝင်လက်ပတ်နေတော်မူဟန်ပေါ့နော်ပြင်စဝကီ9ဦးကိုတရားဦးဟောတဲ့ဟန်လို့ပြောလို့ရှိရင်အများသူငါပို့ပြီးတော့မှသိကြမယ်ထင်ပါတယ်ဒီဘက်ရဲ့လက်မှုရာဟန်ကတော့အတွေ့အများတဲ့လက်မှုရာဟန်ဖြစ်တယ်လက်မှုရာပြဘူမိဖတ်တမှုရာဟန်လို့ခေါ်ပါတယ်မြတ်စွာဘုရားကဒါနပါရမီတော်ကိုဆင်ခြင်ပြီးတော့မှတပ်ပိညုတဉာဏ်တော်ကိုရပြီးတဲ့နောက်မှာမဟာပထဝီမြေကြီးကိုလက်တော်နဲ့တက်တည်ညွှန်းပြတဲ့ပုံတော်ဖြစ်ပါတယ်ဒီဘုရားလေးတွေဟာငယ်ပဲငယ်ညာတော်လည်းပဲဘုရားထဲမှာရှိတဲ့မူရာဟန်တွေဘုရားတဆူနဲ့တဆူကမတူပါဘူးစေတီဘုရားအငယ်လေးတွေနေရာအနှံ့ပြားမှာလက်ညှိုးထိုးမလွဲတွေ့ရတယ်ပကံဘုရားပါမြခင်စိမ့်စိမ့်နေထနောင်းပင်ရိပ်တွေကြားထဲမှာနီညိုရောင်ဘုရားတရားတော်ဖြင့်ရှုခင်းပတာရတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်အင်တန်မှလှပတဲ့နေတဲ့ရှုခင်းတစ်ခုဖြစ်ပါတယ်ဗျ